အပြင်သွားမလို့လား ဟုတ်တယ်လေဘာလို့ နေပါဦးအမသမီးစီးဆိုင်မှာဆေးဝယ်ရေးမေးရလေးဖြည်းဖြည်းသွားပါဦး โอเคဒါဆိုလို့ရှိရင်အခုတက်ခါတယ်ဒီနေ့မှာထိုင်ပြီးတော့ပြပြသွားမယ်တခြားတွေလည်းသိရှိစေဖို့ရိုက်ကူးရေးပါတခါတယ်လုပ်ကြမယ်နော်ကဲမေးလို့ရပြီ ဟုတ်အမအကြိုက်ခဲပြောင်းအကြိုက်ခဲပြောက်စေဘာလို့တောက်ရတာလဲ ဟေးဟုတ်ပြီဒါဆိုလို့ရှိရင်ကြိုက်ခဲပြောက်စေးရဲ့အလုပ်လုပ်ပုံကိုအရင်ရှင်းပြမှရမယ်ကြိုက်ခဲပြောက်စေးဆိုတာကဘာတွေလဲဆိုလို့ရှိရင်ဆေးဆိုင်တွေမှာအလွယ်ဝယ်လို့ရတဲ့ပါရာစီတမောတို့ ibuprofen တို့ဒိုင်ကလိုတို့ aciclovir တို့ပေါ့နော်အဲ့ဒါမျိုးတွေအဲ့ထဲကမှလူသိများတာကိုပြောရမယ်ဆိုလို့ရှိရင်တော့ alexan တို့ biogesic တို့ပေါ့နော်အဲ့ဒီဆေးတွေကဘယ်ချိန်မှာတောက်ရတာလဲဆိုလို့ရှိရင်ခေါင်းကိုက်တာခါနာတာသွားနာတာဖျားပြီးတော့ခြေတွေလက်တွေညောင်းကိုက်တာဂုတ်နာတာအဲ့လိုမျိုးကြိုက်တာခဲတာတွေဖြစ်တယ်ဆိုလို့ရှိရင်တက်တာအောင်လှုပ်ပေးလို့မလို့ပေါ့နော်အဲ့လိုဆေးတွေကိုတောက်ရတာအဲ့ဆေးတွေကဘယ်လိုမျိုးတက်တာအောင်လှုပ်ပေးတာလဲဆိုလို့ရှိရင်နာတာရောင်နာကိုဖြစ်စေတဲ့ဟော်မုန်းကိုသူတို့ကမထွက်အောင်သွားပြီးတော့တားပေးတာပေါ့နော်ဒါကြောင့်နာတာရောင်နာကကျသွားတယ်ကြိုက်ခဲနေတယ်ဆိုလို့ရှိရင်ကြိုက်ခဲပျောက်ဆေးကိုတောက်တာဒါကြောင့်ပါ နောက်မေးရတာလေးတကူကအကြိုက်ခဲပြောက်စေကလူတိုင်းတောက်လို့ရတာလား ကြိုက်ခဲပျောက်ဆေးကလူတိုင်းတောက်လို့ရတယ်ဒါပေမဲ့လူတိုင်းတောက်လို့မရဘူးငါရှုပ်သွားမယ်ထင်ပါတယ်ကြိုက်ခဲပျောက်ဆေးကအစာအိမ်မကောင်းတဲ့သူသွေးတိုးယောဂရှိတဲ့သူကြောက်ကက်အသေးမကောင်းတဲ့သူတွေဆိုလို့ရှိရင်တော့ကြိုက်ခဲပျောက်ဆေးကိုကိုယ်သဘောနဲ့ကိုတောက်လို့မရပါဘူး အမခုနကပြောရတဲ့မှာလည်း Alexan ပါတယ်စီးဆိုင်မှာမင်းများကလည်း Alexan ပဲရောင်းကောင်းတာလည်း Alexan ပဲ Alexan မပြင်းဘူးလားဘာလို့တောက်နေကြရလဲ အဲ့ဒါကိုဖြေရမယ်ဆိုလို့ရှိရင်တော့အလက်ဇန်ထဲမှာပါလဲဆိုရင်ပါရာနဲ့ ibuprofen ဆိုပြီးတော့နှစ်မျိုးပါတယ်အဲ့လိုမျိုးကြိုက်ခဲပျောက်စေးနှစ်မျိုးပေါင်းထားတာဆိုပေမဲ့ high dose တွေကိုပေါင်းထားတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်အလက်ဇန်ကပြင်းလားဆိုလို့ရှိရင်ပြင်းတယ်လို့ပြောလို့မရပါဘူးဘာလို့အလက်ဇန်ကိုတောက်ကြတာလဲဆိုလို့ရှိရင်တော့အလက်ဇန်မှာပါတဲ့ ibuprofen ကရောင်ရမ်းတာကိုမြန်မြန်ကျစေတယ်ကြိုက်တာကိုလည်းတက်တာကမြန်စေတယ်ဒါကြောင့်မလို့ပါလူတွေဆိုတာကချက်ချင်းတောက်ပြီးတော့ကြိုက်တာကိုချက်ချင်းပျောက်ချင်ကြတာအလက်ဇန်မှာဆိုလို့ရှိရင်ဒီဆေးလုံးရောဆေးတောင်ကပ်ဆူရောဆိုပြီးတော့နှစ်မျိုးလာတယ်ပေါ့နော်ကိုနဲ့အဆင်ပြေတာကိုတောက်လို့ရတယ်ဒါပေမဲ့နော်တခုတတိပေးချင်တာကအကြိုက်ခဲပျောက်ဆေးတွေတောက်တယ်ဆိုလို့ရှိရင်ဘယ်ဟာပဲနေအစာစားပြီးမှကိုတောက်ရမယ်ဘိုင်းနာတက်သူဆိုလို့ရှိရင်တော့အကြိုက်ခဲပျောက်ဆေးတွေကိုတောက်မယ်ဆိုလို့ရှိရင်တတိပြူရပါမယ် အော်ဒါကြောင့်နှစ်ထပ်ဆေးဆိုပြီးဆိုင်မှာအဝင်များတာကိုစီးတောက်တဲ့သူတွေအကြိုက်ခဲပြောက်စေးနဲ့ပတ်သက်ပြီးအယူဆအမှားလေးတွေရှိတယ်အမအဲ့ဒါလေးနဲ့ပတ်သက်ပြီးတစ်ခါရေးပြောသွားပေးပါဦး ဟုတ်ကဲ့ပါပြောပြသွားပါမယ်ရှင်။ကြိုက်ခဲပျောက်ဆေးတွေကဒီဈေးကွက်ထဲမှာဆိုလို့ရှိရင်လွယ်လွယ်ဝယ်လို့ရတယ်။ဒါကြောင့်လွယ်လွယ်တောက်ကြတယ်။တချို့ဆိုလို့ရှိရင်ပဲချီလော်ဝါတလို့ကိုတောက်လျှောက်စားနေတောက်နေကြတာတွေကိုတွေ့ရတယ်။တချို့ကြောက်လေကြောက်လို့မတောက်ရဲဖြစ်ပြီးတော့ဒီကြိုက်ခဲနေတာကိုပေါ့နော်ကြိတ်မိတ်ပြီးတော့ခံစားနေရတာမျိုးတွေလည်းတွေ့ရတယ်။ကြိုက်ခဲပျောက်ဆေးဆိုတာကတကယ်တော့ပေါ့နော်အရန်ကြီးကြောက်စရာမလိုပါဘူး။ဝေဒနာတက်တာအောင်လိုအပ်လို့ရှိရင်တောက်သုံးသင့်ပါတယ်အဓိကကတော့သူ့ရဲ့ dose မှန်အောင်တောက်မယ်အလွန်အကျူးမတောက်ဘူးတောက်တဲ့ခါမှာဆိုလို့ရှိရင်လေရှေ့မှာပြောသလိုအစာလေးစားပြီးမှတောက်မယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ် အခုလိုဆောင်နေအောင်ပြောပြီးလို့အမကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ပါရှင်ဈေးဆိုင်မှာကြိုက်ခဲပျောက်ဆေးနဲ့ပတ်သက်ပြီးတော့အမေးများတာလေးတွေကိုရွေးပြီးတော့ဖြည့်ပြီးတော့ပဲဖြစ်ပါတယ်အားလုံးလည်းဗဟုသုတရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်